ဌာနလူမျိုးမျိုးစီဝေးရာ၌ကိုယ်တော်ကိုကျွန်ုပ်ချီးမွမ်းပါ၏မျက်မှောက်တော်လုံးရောက်ရှိလာကျွန်ုပ်သက်တာအသက်ပြုပြင်မှုပါကိုယ်တော်ရှင်အိုးသိမ်းကျွန်ုပ်အိုးမြေလူမျိုးမျိုးစုတောင်းရလူမျိုးမျိုးကိုယ်ွယ်ရာဌာနလူမျိုးမျိုးစီဝေးရာ၌ကိုယ်တော်ကိုကျွန်ုပ်ချီးမွမ်းပါ၏အာနေလူကျွန်ုပ်ရောက်ရှိလာအဖြစ်ကအလုံးပြတော်မူပါလူရာကိုသုံးပါပူဇော်ဆက်သာတောင်းရ